ရှေ့ကကျောင်းနိုင်ဘုန်းကြီးတစ်ပါးတဲ့တောရွာမှာကျောင်းထိုင်နေရောကျောင်းထိုင်နေတော့အဲ့ဒီသူထိုင်နေတဲ့ကျောင်းကိုအာဂန္ဓုဆရာတော်ကြီးတစ်ပါးကြွအာဂန္ဓုဆရာတော်ကြီးကယဟန္တာတဲ့ဘာပုဂ္ဂိုလ်တဲ့လေယဟန္တာပုဂ္ဂိုလ်ကြီးကြွလာယဟန္တာမှမသိဘူးဘာလို့မသိတာတုံးဆိုတော့မှတ်ထားဘုန်းကြီးတို့ပြည်သားဘုန်းကြီးစကားလေးတစ်ခုပြောခဲ့မယ်ယဟန္တာအချင်းချင်းမှယဟန္တာကိုပဲသိနိုင်တယ်အဲ့ဒါသူကပုထုဇဉ်ဆိုတော့သူ့လိုပဲပုထုဇဉ်မှတ်နေတာဟိုကယဟန္တာအဲ့ကြောင့်တချို့ကပြောတယ်ဆရာတော်ဘုရားတဲ့ဘယ်ဘုန်းကြီးကယဟန္တာသိဘူးလို့ယဟန္တာတဲ့တည်းဟုတ်သလားဘုရားလာမေးတယ်သိဘူးလို့ဘာလို့မသိဘူးပြောတာတော့ကိုကပုထုဇဉ်မှာဆိုတော့သူ့ဘယ်လိုလုပ်ယဟန္တာမှာကိုဘယ်လိုလုပ်သိမလဲသောတာပန်ကသောတာပန်ချင်းချင်းပဲသိတယ်တဂါတဂံသိတယ်ယဟန္တာဆိုယဟန္တာချင်းချင်းသိတယ်အဲ့ဒါယဟန္တာနဲ့ရှောက်ပြောနေတော့ကိုမယဟန္တာမဟုတ်ဘဲနဲ့ဘယ်လိုလုပ်သူယဟန္တာအရဟတဘုရရမယ်လဲကိုဘယ်လိုလုပ်ညာနဲ့ကြည့်လို့ရမလဲကြည့်နိုင်မလားဒါကြောင့်ယဟန္တာအချင်းချင်းပဲသိတယ်ပဲရေးတာအဲ့ဒါဒီကျောင်းဘုန်းကြီးကပုထုဇဉ်ဆိုတော့သူ့လိုပဲပုထုဇဉ်တွက်နေတာပေါ့တဲ့တော့အာဂန္ဓုဘုန်းကြီးကြွလာတယ်ဆိုတော့ကျောင်းတကာကြီးကပြေးလာတယ်ဘယ်ကအာဂန္ဓုလည်းမသိဘူးဩမထေရကြီးဘုန်းကြီးအိုကြီးပဲသင်္ကန်းနေလဲဟောင်းနေပါလားဆရာတော်အာဂန္ဓုဘုန်းကြီးကိုကျောင်းတကာကြီးကသင်္ကန်းနေဟောင်းနေတယ်တပည့်တော်သင်္ကန်းအတစ်တစုံဝယ်ပြီးတော့ဆရာတော်လှူမယ်ဗျာဒီသင်္ကန်းတစ်စုံလှူမယ်ဗျာသာဓုတကာကြီးကရှင်မရခေါင်းကသပင်နေလဲရှင်းနေပါဟောလားဗျာအဲ့ဒါနတ်ဘင်ကတပည့်တော်ခေါင်းရိပ်တဲ့သပင်ရိပ်တဲ့သမားခေါ်လာပြီးတော့ရှင်မခေါင်းတန့်ရှင်းရင်တပည့်တော်လှုပ်ပေးမယ်ဆံချပေးမယ်သာဓုဘာမျိုးရဟန္တာကြီးကသာဓုပဲခေါ်တယ်ရှင်မရအဲ့ဘို့လို့ဂရင်လေးပါလေတပည့်တော်ပြင်ပေးမယ်ဗျာအခင်းလေးပါလေးနဲ့ခေါင်းလေးဆောင်လေးခြံအောင်လေးသာဓုအော်မနေ့ကျတော့တပည့်တော်ကျောင်းဘုန်းကြီးနဲ့ရှင်မရနဲ့နှစ်ပါးအတူတူစောစားကြဘုန်းကြီးမနေ့ကျအာဂန္ဓုဘုန်းကြီးပင့်လာတော့အိမ်ကိုစောစားသာဓုပြန်သွားတော့ကျောင်းတကာကြီးကကျောင်းတကာကြီးလည်းပြန်သွားတော့ပြည့်တဲ့ကျောင်းဘုန်းကြီးဘာဖြစ်လာတော့ဆိုတော့ဟာငါတကာတော့အာဂန္ဓုဘုန်းကြီးတော့ကြည်ညိုနေပြီဒီအာဂန္ဓုဘုန်းကြီးသင်္ကန်းနေလူအောင်မယ်ဟမ်စောနေကအောင်မယ်တော့ကြဒီအာဂန္ဓုဘုန်းကြီးမပြန်မဲနဲ့ငါကျောင်းစရဲချနေငါတကာတော့မှဒီသူ့နောက်ကိုလုံးပါသွားလိမ့်မယ်အဲ့တော့စိတ်ကဘုန်းကြီးတို့ပြည့်တဲ့မစ္စရိယတရား၅ပါးထဲမှာကုလမစ္စရိယတဲ့ဘာမစ္စရိယတဲ့လဲကိုတက္ကရာမှသူများနောက်ပါသွားမှအဲ့ဒါသိကြောက်တာအဲ့ဒါကိုမစ္စရိယ၅ပါးထဲမှာကုလမစ္စရိယဓမ္မမစ္စရိယဝဏမစ္စရိယအာဝါဒမစ္စရိယအဲ့ဒါမှာကုလမစ္စရိယဆိုတာတခါတည်းတက္ကရာမပေါ်မှာဝင်တိုးတာဝင်တိုးတော့ဒီကိုတော်ကြီးမြန်ပြန်မအေးမယ်ကျောင်းတက္ကကြီးလည်းပြန်သွားအာဂန္ဓုဘုန်းကြီးနေတဲ့အခန်းထဲသွားပြီးတော့ကိုတော့ဟိုယဟန္တာကြီးယဟန္တာမှမသိဘူးကိုတော့ဒါကဒီလိုပြောတာနားထောင်အဲ့ဒီ